ဒီနေ့ညီလေးနေပြီနော်ငါခွေးဆိုမျိုးတိုင်းမိနေပြီလားအဲ့တော့ညီလေးဘယ်လာပြန်တာလဲကျွန်တော်စိုးမျိုးစိုးမျိုးอ่ะဟောရုပ်ကလည်းမလိမ္မာလေးရုပ်အဖေနာမည်ဂျွန်စောအမေနာမည်အွန်စောလည်းပေါ့အွန်စောကိုရီးယားတိုင်ရမ်းပြီလားပဲညီလေးနာမည်ကဂျွန်ဖြူဒါတော့ပေဝဲမစစ်တင်ကူဖောက်တကူဖြစ်ပါတယ်ကိုဂျွန်ဖြူအခုဂျွန်ဖြူဘီနော်ဘီအဲ့တော့ညီလေးရှင်ပြတဲ့တော့ရှိုးစိတ်ဝင်စားတာပဲလားဟုတ်တယ်စီကကြလေးပြောပေးမယ်ပြည်သက်ကဒိုင်းပြည့်စုံတဲ့ပြည်သူမှာဖြစ်ပါတယ်ဖွင့်တဲ့စီးတဲ့ညီလေးရဲ့ကောက်ပြည်သက်ကတော့ဟောကြရင်လက်ကုပ်ဒီမဲ့သဘောမကြောက်စင်ခုံမနဲ့ကိုချီးလို့ပြီးတော့ပါတယ်မယ်ခုံမနဲ့ချီးလို့ပဲခုံမနဲ့ကိုချီးလို့ပါတယ်ဘာဖြစ်လို့အဲ့တော့ညီလေးရဲ့ကားလေးကိုကြည့်လိုက်အောင်ဆရာကိုလူကြီးတန်းဆောင်ခေါင်းကားကားပြီး1 2 3 go ကားမယ်ဓာတ်တိုင်လေးလုံးနေတဲ့ချင်းကိုသက်စိတ်တယ်မှာအလန်ကလားနဲ့ဟိုပြီးညီလေးကောင်းတယ်ဒါပေမဲ့တခုတော့ရှိတယ်အခုကလေပြည်သက်တာဖြစ်တာတက်တော့မသုံးတော့ကြတော့အဲ့ဒါမသိဘူးအဲ့ဒါရှိနာမည်ကြီးလားမရှိလားအဲ့တော့ပြည်သက်ကိုမေးမှရမယ်ပြည်သက်ကြီးပထမဆုံးပြိုင်ပွဲဝင်ခဲ့တဲ့ပြိုင်ပွဲဝင်အမှတ်စဉ်1ကူဂျွန်ဖြိုးသဘောကျရင်ပြည်သက်လက်ကုပ်တန်လေးဟိုပြီးညီလေးပြည်သက်ရန်အပေးနေတယ်အဲ့တော့ညီလေးပြိုင်ပွဲဝင်နေတဲ့ပြင်ဆင်ပေးထားတဲ့နောက်အခေါင်းထဲမှာနေပေးပါခန်းနေမင်းအခေါင်းထဲဝင်တော့မတော်ရှိအောင်လုပ်ပြရမှာခေါင်း။ဟုတ်ပြီအဲ့ဒါညီလေးပြိုင်ပွဲဝင်နေပြပြင်ဆင်ပေးထားတယ်နောက်ကစိုးအောင်မတယ်ပြပါညီလေး။အမှန်လဲဆိုပါသူတော်ကောင်းနေမြင်ရတယ်။ပြောင်းပြီးတော့အမေပြောင်းပြီးတော့ဖိုင်ရပြီညီလေးကပါသူတော်ကောင်းဖြစ်ချင်နော်ချက်ချင်းကိုမြင်ရ။ဟုတ်ပြီထိုင်နေထိုင်စိုးအောင်မတော်ခေါင်းထိုင်လို့ဟောလို့ထိုင်မလို့လက်တန်းဟာမသိဘူးကွာစီရမင်းချက်ကင်ကြနေတာလူနေရဘယ်နဲ့ညောပြောပြစစ်စစ်မနဲ့ဒီကကြောင့်ကျွန်တော်တို့အိုင်တော့ကိုမနေမနေမျက်နှာတက်ပြီးပြန်ကျွန်တော်တို့မှကြိုင်ခဲ့တယ်ဆိုတာမျိုးပေါ့ပြောဒါတိုင်မိုးဟုတ်ကဲ့စီဟုတ်ကဲ့စီဟုတ်ကဲ့ရှင်ရှောင်းနေကြကြလာတယ်ခြိုင်းမိုးတွေနဲ့ဟုတ်ပြီညီမလေးတော့တခုတော့ရှိတယ်ဟုတ်ပြီပြည်သက်ကထိုင်ပြဆုံးပြတော့မှာပြန်မမှာပြည်သက်ကဖွင့်တဲ့ချင်းညီမလေးကတူရဆန်လက်ကုပ်ဒီမဲ့မတူးဆိုင်ခုံမနဲ့ကိုချီးလို့ပြီးတော့ပါတယ်ရမယ်ဟုတ်ကဲ့ရှိဟုတ်ပြီနော်ရပြီနော်ညီမလေးဘယ်လာနေတာလဲညီမလေးနေရစံပြီးလားနေရလေးစံပြီးတော့ပါဘယ်လာပြန်တာလဲတမီးရလေတမီးရတီမီးရဟာပြောနေစီပြောလိုက်တော့ဖြည်းဖြည်းပါပါတစ်ခါတော့ပြုတ်တော့လေနဲ့ပြင်းလာနေလွဲနေတယ်ရေးတယ်မင်းကဒါဟိုဟာလေးမသိလို့မလားရင်သားလားအကျိတ်နေလားစာပင်းရေးတဲ့အနောက်ပါရှိတဲ့ကျွဲကောင်းတီတစ်လုံးပေါက်နေတာဟုတ်ပြီဘယ်လာပြန်တာလဲတမီးကမပြောတော့ပါဟောမပြောတော့တိရောက်ဘူးလေအဖေနာမည်ကဥဖိချန်အမေနာမည်ကတော့တီမွေးညီမလေးနာမည်ကဝမလောရုပ်နဲ့ဝတ်တော်မလို့တော့ဘူးရုပ်နဲ့ဟုတ်ပြီညီမလေးတော့ဖွင့်တဲ့ချင်းနဲ့ညီမလေးရဲ့အကတူနေရမယ်ဟုတ်ကဲ့တူရဆိုမြတ်ကသဘောကျရင်လက်ကုပ်ဒီမဲ့သဘောမကျရင်ခုံဖက်နဲ့ကိုချီးလို့ပြီးတော့မျက်နှာကိုပတ်တတ်ရမယ်ဟုတ်ပြီနော်ရိုးရိုးရိုက်လို့မရဘူးနော်အဲ့လိုလုပ်မှရမှာအဲ့တော့ကြည့်လိုက်အောင်တွေ့ကြတာဒီရှင်နေချာတွေ့ရမှာလို့သူလေးမှုရဲ့မပြကျင်နာတာတွေခေါ်ထုတ်မပြတူတူမမောင်လေးလက်နာဘဝကြောက်တဲ့ပြဿနာကြီးတာဟောရပြီပြိတ္တတော့မသိငါ့ကိုကြည့်ပြီးယွန်းလာတော့ပြဲချုံရိုးလက်ပြုတ်ကတော့ပြန်ရက်ခိုင်းလဲအားနေပြီတော့ပါနောက်ကလည်းချုံပြပါအောင်ဟိုဒီဖျောင်းမနာမြင်တာဒါပြီကျေးဇူးတော်ကိုဒီလာညော်လေးတော့တမောရဲ့မက်ဆေ့ကိုပြည်သူများသဘောကျမယ်လို့ထင်ပါတယ်အဲ့တော့ညီမငယ်လေးမသိနဲ့ဝက်မလို့ကိုပြည့်တဲ့လက်ကုပ်တန်လေးဟာကဲစီဒီညီမလေးအစောကြီးလေးတော့ဒါပဲချောဖောက်ပွားလိုက်ရတော့ဖောက်ပွားလိုက်ရ
အေးငါထိုင်နေရပြီနော်ထိုင်နေရပြီ ထိုင်မယ်နော် အထိုင်နော် ဘာကြီးလားနာ ကျူကျူတဲ့နာမည်တော့မကြည့်ဘူးအထိုင်နေရပြီအေးရောက်ပြီ ဖေးနေရချနေရတယ် ကျေးဇူးတင်ပါတယ်အဲ့တော့ဒီနေ့ဆက်ဝင်လာမယ်ပြောရှင်မယ်လို့ထင်ပါတယ် ဟုတ်လားဟုတ်လား လာဒီဘက်ကလာမဲညလာမမတို့မြင်လာအစင်းဆိုပြီးတော့နော်အစင်းဆိုပြီးမထင်နဲ့မနေတနာရုပ်အထမ်းကောင်ဘက်ကိုလာတနာရုပ်ကလာဘယ်လိုနိုင်မလဲ တေချင်းဆုံးလေး အေးဟုတ်ပြတယ် နာယူနာဘူး သူစိတ်ထဲမှာမမ်းပြတော့ပေါ့စီမြန်မှတ်နေမှာနော်အဲ့ပါနိုင်ရဲ့ ဘာတော့ဘူးထားလာမှာလမ်းလို့ လူကဆက်ချင်းနဲ့မပြေဘူးမင်းလည်းဆက်ချင်းနဲ့ဒီမခံပါဘူး တကယ်တော့ တော့ကျေးဇူးတင်ပါတယ်တတိယမြောက်ပြိုင်ပွဲရဲ့ဆင်းဟောပြီးပါပြီဗျာสวัสดีค่ะ အားလုံး สวัสดีค่ะ ဟမ်စားတယ်လားစားတယ်ဘာလို့လဲစားတယ် สวัสดีค่ะမင်္ဂလာပါ ဟောစာဝတိခ สวัสดีค่ะ อ๋อမင်္ဂလာပါဩသဘောပေါက်ပြီဒါထိုင်လူမျိုးဟုတ်ထိုင်လူမျိုးသူတို့ထိုင်နေတာမျိုးလို့ကွာဟောပြီဟာဒီထိုင်တာဟာလားအားမကြောက်ဘူးပေါ့ ค่ะ ဟမ်ခါပါမယ်နားလို့ခါပါလို့ဩခါစတော့ဟုတ်ဩပါပြီဟောညီလေးဒါဩကျွန်တော်တို့နိုင်ငံတကာကနေပါလာပြီးတော့ရှင်းနိုင်တာမင်းကငါမသိလို့မလဲထိုင်လန်နဲ့ကြတော့လားဟုတ်လား စီရာကောက်ဝင်တယ် ဟုတ်ပြီထိုင်လူမျိုးဘောကြတယ်ညီလေးထိုင်လို့တကယ်တာ အဲ့ဒီကနေ့ပါ တကယ်တာ สวัสดีค่ะ อ๋อสวัสดีครับ မင်္ဂလာပါ สวัสดีครับဆိုတာ မင်္ဂလာပါ อ๋อမိုက်တယ်အဲ့ဒါကျေးဇူးတင်ပါတယ်ကြတော့ ဒီမှာဘယ်လိုပြောတော့ ကဘောကအားထိုင်လာမင်းထိုင်လာ ကပ်ကုန်ခါ ဒါပြီးညီလေးထိုင်လို့တကယ်တာလားပြန်နိုင်ကိုမသိလို့မင်းမဲထိုင်လို့တွားဆိုဘယ်လိုပြောလဲ ဘာလဲ အမလိုကြီးထိုင်လို့ပြောလိုက်တာထိုင်လို့တွားဘယ်လိုပြောလဲ ဘာဘောဘာလဲအော်တီဗီပိုင်ပိုင် အဲ့တော့စဉ်းစားနေရတယ် ပိုင် ပိုက်ဆိုတာ ဘာ อ๋อဟုတ်ပြီထိုင်လို့တွားဆိုတော့ပိုက် ပိုင် မတွားနဲ့ မပိုင်နဲ့ တွားကွာ မပိုင်ကွာ 都有几个一样进来。 ဘောပြန်နေတာမတော်လည်းမတော်တော့မယ် ဘယ်လိုတော့ကွာရှုပ်ကုန်ဒီထိုင်ဟဲမပိုင်နဲ့ပိုင်ရှုပ်ကုန်ပြီ လည်းပဲလို့ဟုတ်ပြီမရှိရနိုင်ရတော့တော့ပြန်ရတယ်နော်ဟုတ်ပြီဒါတိုင်းလို့ဟုတ်ပြီညီလေးဟောထိုင်းဆိုရင်ကိုနေရာနဲ့စံပြီးလို့မေးဘူးနော်ညီလေးဘယ်ရလာပြန်တာလဲ ဟာဟာ အော်မနောက်နဲ့အရှိရမရောက်နဲ့တော့စိတ်ဆင်းရဲတယ်နော်ဘယ်ရလာပြန်တာလဲစောင်းပြောင်းတယ် ပြောင်းလေ အေးပြောင်းလေအပြောင်းနေတာပဲလေမင်းဘယ်ရလာပြန်တာတော့ ဟာစီရလာလာဟာတိုင်းပြရ ဟာမျိုးอ่ะ ဟာမျိုး โอ้ထိုင်းငါလည်းမရောက်ဘူးတော့အေးမင်းပြောတာရောပါပဲထိုင်းနိုင်ငံဟာမျိုးอ่ะ ဟာမျိုး ဩပါပြီအဖေနာမည်ဟာ 我有个有机， ကိုလေးတော့တာဟောသွားပြီးစောင်းမပြောင်းနဲ့မင်းအဖေနာမည်သူ့ဖေကိုသိရလားမင်းဖေကိုခေါ်နေတယ်ဟာမင်းဖေကိုခေါ် ဦးဟာဟာဟာ ဩဖေနာမည်ဦးဟာဟုတ်ပါပြီထိုင်းနိုင်ငံဟာမျိုးอ่ะဖေကဦးဟာအမေနာမည်တောင်းမကောင်းတယ်ကွာမင်းတို့ကလည်းလာတိုင်းစိတ်ဆင်းရဲစရာတွေကြီးပဲမင်းဖေနာမည်ပြောဘောပါမ မ င်း င်းလည်းမရဟာ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  ဟုတ်ပြီဟာမျိုးอ่ะအဖေနာမည်ဦးဟာအမေနာမည်ဟာဒါဒီအဲ့ဒါညီလေးနာမည်က ဟောလာကွာ မောလည်းတော့ပါနေပါမယ်ထဲမှာ ဟုတ်ပြီ နာမည်ပြောနာမည်ပြော နာမည်မေးတာဘောတောင်းတဲ့ကဖေ
တော်တော်ဖိနေတော့ငင်းခဏမှာပေါ့ကောင်း နာမည်က အဲ့တော့လည်း အော်ကြီးရမဟုတ်လား ဟုတ်ပြီနာမည်ပြောပြနေတာ ဟောအဲ့မင်းနာမည် နာမည် တစ်ခေါက်တည်းပြောပါဦးမင်းနာမည်က သူကကတဲ့လိုက်နေတယ်နော် သိရလားဘယ်တော့မသိဘူးတကယ်ချင်းနေငယ်တကယ်ချင်းနေမင်းနာမည်ကိုသိတယ်ခေါ်နေတယ် ဒီလည်းထွက်ကြနေမှာဘူးနော်အဲ့လေပြစမ်းကြည့်ရော ဟုတ်ပြီညီငယ်လေးဟာဒီနေ့ဘယ်လိုရှိနေဒီကောင်ကြောက်ပြီးတော့ဖြစ်နေ နာမည်ဝိုင်းခေါ်နေတာ ဟုတ်ပြီအဲ့တော့ဖွင့်တဲ့ရှင်ညီလေးကတူရမယ်နော်ပိတ်တဲ့သဘောကျရင်တစ်ခုဒီမဲ့သဘောကြောင်စိန်ခုခုနဲ့ကိုကြည့်တော့ပြီးတော့ပါနိုင်မယ် ဒီချီမကုန်သေးဘူးလား ကုံတော့လူတွေအများကြီးဘလို့ကုံမအောင်ညားရလူတွေက တုံးလိုက်ပါတော့ ကုံမအောင် ကုန်လား ဘာလဲလို့မဟုတ်တော့ကျွေးဦးမှာကြည့်လိုက်အဲ့မှာနေလို့ ဒီတိုင်းတည်းရငါတို့ကငါ့ကိုဆဲနေတယ်လို့ပဲရှင်းဘာလို့လဲရောဒီလေအဲ့တော့ဘာကြလဲအဲ့တော့ပိတ်တဲ့ကြီးဒီကျွန်တော်တို့တက်တက်မပြောင်းရင်ဟိုပိတ်တဲ့လက်ကုပ်တယ်လေရ တော့တော့ဟောကြတယ်ပေါ့ဗျာ ဟုတ်ပြီဒီလေပြန်ပြောမယ်တဲ့ပြင်စင်မိတာလေနောက်ကဆိုအောင်ပါတယ်ပြီပါ မလို့ဆိုပါဟုတ် သူတို့ခေါင်းနေပြန်ရတယ် ချစ်စရာလေးနော် ဒီမှာဆိုပါ ဒီတော့မိုင်းတော့ဆိုမဟုတ်နဲ့ဟိုဒီဘာလဲလိစာဆုံးပါကြ ပြန်မဝင်ကြီးပြန်မဝင်နော်အဲ့တော့နေလို့မရပြန်မဝင်နေထိုင်ပြီပါဟုတ်ပါထိုင်နေလေဘယ်လိုထိုင်မလို့အေးတော့သမီးပြန်ထိုင်နေမလို့ရတော့အေးရောင်းတော့ပါတော့ဟုတ်ပြီဒီလိုပါလေကြရကြကျွန်တော်တို့နောက်တော့ပြန်မဝင်စင်သေးကြွပါနောက်တော့ဒီမှာလာတက်ပဲနောက်တစ်ခေါက်ไม่ไปเลยบอกอ๋อဒါကျွန်တော်တို့ထိုင်းလူမျိုးတွေရောအိန္ဒိယလူမျိုးတွေလည်းတင်တာရမ်းမိုက်တယ်ဦးပြန်ဝဲအဲ့လိုမလေးရှားဆုံးပြီလည်းပြန်လို့ရ မလေးရှားဆုံးပုံကပါကစ္စတန်နေမှာ ဟုတ်တယ်နဲ့ဖျဲပြနေလို့လား တိတ်ပြောပါနဲ့နော်ဒါကျွန်တော်တို့ပြန်မဝင်နေတယ်မှာသူတို့ကြကြဘိုက်ကြီးတွေလာတယ်နော် အခိုင်ကြီးတယ်လို့ ဟုတ်ပြီဒီမလေးမျက်နှာလေးရတကယ်အခုကြည့်အခုစီ ကျမလာတိုင်းနေရောက်ပြ ဘယ်လာပြန်လဲ ကျမလာတိုင်းနေရဟောင်ကောင်ကပါရှင် ဟောင်းကောတရုတ်ဟောင်းကောတရုတ် ငါပဲနေရကလေးနဲ့ဆောက်ကြောင်းပါပါလေလို့ငါကနေနေတဲ့နေရာနေမှာပေါ့သူဆောက်လို့ပါပါလားကြားလို့ လွယ်လွယ်ဟမ်ဟောကလေးရမ်းကြောက်နေလို့ဖိတ်တယ်အားပေးမှုကြတော့2နိုင်မှာကလေးရမ်းကြောက်နေ တယ်ကြီးပြီကွာအောင်လည်းဆုပ်ပါ တလုံးဒီနားလေးရပြပြီနော်စိတ်မရှိနဲ့ဒီနားလေးရပြပြီနော်စိတ်မရှိနဲ့ ဒီလေကြပါပဲကြောက်လို့လေ ရှေ့ရလူတွေတရားမှလို့ပြောမခံဘူးနေကြပါလေ ရလာကလည်းကြီးတာ အေးအောင်မြင်လာပဲမင်းအဲ့နားလေးကလေးရပြီနော်ကွယ်ပြီးတော့ကလေးကိုကွယ်ပြီးတာပဲနော်ဟုတ်ပြီအဲ့တော့ဒီကွယ်ပြီးပြနော်ဟောဟောင်းကောင်းဟာလား ဟုတ်ကဲ့ အဖေနာမည် ကြံချောင်း ကျန်ညောတရုတ်လေ ငါမေဘသူယူပေါ့နဲ့ဆောက်လို့လားလို့ငါမေဘသူယူလေ ဟောဒီညီနေတော့ကွယ်ပြီးပြပြီ ဒီလေကြပါ ကလေးကကိုပြီးမတော့စုချနေတာတော့မချရဲတော့လို့အောင်မြင်မို့တော့အများမြင်ပါပဲဟုတ်ပြီအမေနာမည်ကအ မေနေမှာကွာရမယ်တော့ တယ်မလေး အဲ့လို ကျန်ညောပုံစံကကွယ်မလို့ဝူကုန်းကစနိုင်းကြီးမတူ ဖူးစာပိုင်ညာမှာပေါ့ ဟ
ခုနကရင်ညာတက်တာပဲဟော အော်ဘီယောသမီးနာမည်ဟာ လီဆာဒါရဲ့တော့ညာလာကမနာလို့ကြီး မင်းလာပါအောင်မနာလိုတော့မဟုတ်ဒီကလေးတောင်ကြောက်မှတော့ကျန်တဲ့သူတွေလည်းယွန်းနေပေါ့ကိုချင်းစာလေး सपने रे सपने मेरे सच हो जाना रे हो जाना रे हो जाना रे सपने रे सपने मेरे सच हो जाना रे हो जाना रे हो जाना रे Crazy Kiare, crazy Kiare, crazy Kiare, crazy Kiare. ဟောဒီနေ့တော့တော့ပြပါကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်နောက်ဆုံးပြန်ပြောနေတော့ရှေ့ကိုကြောက်ပြပါသူကြောက်တဲ့တော့ဟိုင်းတာလေကလေးကြောက်နေလို့နော်နောက်တော့ပြောစူပေးပွဲချစ်တော့မဖြစ်တော့လည်းဒီကောင်မလေးနားပဲစုကန်နေတာမင်းနာယူပါဘယ်မှာလဲတော့ရမ်းတော့ဟိုမေယူငါစိတ်မချဘူးမင်းနဲ့မင်းကဘူးမရမယ်ကောမဟုတ်ဘူးကျုပ်ကဟုတ်ပြီအဲ့တော့စိတ်လှုပ်ရှားစရာအကောင်းဆုံးချိန်ကောရောက်ရှိလို့တော့ပါပြီ လုံးဝမထင်ထားဘူး မင်းမပေးဘူးကျန်တဲ့လေးကတော့ငါပေးလားမင်းကတော့မပေးဘူး မထားပါဘူး စကားပေးပြီးတော့ထိုင်ခိုင်း စိတ်ချမမထားဘူးတဲ့စနာဒီနာလေး အဲ့ဒါဒီနားမှာထိုင်လို့1000ပေးတာမင်းဒီညလုံးစေမမတဲ့ငါ1000ပေးမယ် စင်မမတက်တော့2000ဆိုတော့တညာလုံးတသိရလင်ပေးမှာ ဟိုမှာပတ်စံပေးပြီးထိုင်ခဲ့တယ်လို့ဘူးမမြင်ဘူး ငါသဘောကျလို့စုချတာပဲပြင်ဘူးတဲ့အဲ့နားမှာပဲထိုင်နေသေးပါဆိုပြီးတော့1000ပဲပြီးထိုင်နေတာငါ့ဘောမှာဒီတစ်ခါပဲပြင်ဘူးတဲ့ ကျွန်တော်ဒီနားမှာပဲထိုင်နေမယ်နောက်တက်တာ2000 3000လောက်ရရင်ကျွန်တော် LED နားကပ်ပေးမယ်ကျွန်တော်မထားဘူးတိလား ဒီမှာလေရေဒါကြီးတော့ အဖေကမဝါလေးတာလေ နားရလေ ရေဒါကြီးတော့ရှေ့ဆက်ကိုနေရမယ်ဒီ အဲ့ဒီကြီးပြောတာ အဲ့ကောင်မရှိဘူးကျွန်တော်တက်လာတော့မရှိရောက်ဒီကောင်ပူကြီးရတယ် ကျွန်တော်လည်းအဲ့လိုရောက်မိတ်ကလေးကိုမိတ်လေးတားလိမ့်မယ် ပြိတ္တကြီး3089ရရဲ့အပြေကျွန်တော်ပဲပြပါတယ်ခင်ဗျာတော့ကျေးဇူးတင်ပါတယ် တီးကြတော့အောင်ရလီစာလို့မင်းလို့နော်မမဒီနားက တောင်းပေးလိုက်တောင်းပေးလိုက်ပြေးတယ်ပြော ကတော့ကပလိကလာလေ တောင်းပေးလိုက်ပြောဖမ်းမလာနဲ့ဒါကြောင့်ကျွန်တော်တို့နောက်တော့ပြန်မမယ်စင်တပြေကြွပါ တော့ဒီမှာလာကပ်ပဲနောက်တစ်ကောင် जामुन का मुझे भी जामुन का नीगा तेरी ना मैं जामुन का बोली कुकू क्या तेरा အမေနာမည်ကျော်ထွန်းအောင်ကိုကျော်ထွန်းမိမနာမည်ကျော်ထွန်းအောင်ငါလည်းရှင်းပြီးပါတယ်သူမိမကသူကျော်ထွန်းအောင်လို့တော့မခေါ်ဘူး Tilinha, Tilinha,